လုံးဝမင်္ဂလာပါဒီနေ့မှာ Minecraft Montessori ရဲ့ဟာမိတ်ဆက်ပြီးတော့မှာ Let's go ပထမဟာတော့ ADDOMS ဆိုတဲ့မော်ဟာလေးပဲဖြစ်ပါတယ်ဒါဟာဆိုရင်မော်တွေတော့အများကြီးပဲထည့်ခေါ်လို့ရပါတယ်ကြိုက်တဲ့ဟာထည့်ခေါ်လို့ရပါတယ်ဒီတရားဟောတွားလိုက်ကြရအောင်ဒီတရားဟာတော့ DA မော်ဖြစ်ပါDA မော်ကျွန်တော်လေးဆိုပါတယ် DA မော်တွေမှာကိုကြိုက်တဲ့ဟာကိုတောင်းလို့ရပါတယ်ဒီမှာပေါ့နော်ဒါနဲ့ဒီနေရာကိုလေးခံတော့လို့ပါတယ်အဲ့ဒါတော့ငါတွားလိုက်ကြရအောင်ဒီဟာတော့ဒီမော်လေးဖြစ်ပါတယ်စပင်းလေးတောင်းလို့ရပါတယ်ဒီဟာရောဒီဟာလေးဖြစ်ပါတယ်ဒီမော်နဲ့မှာပေါ့နော်ဟုတ်နော် Adobe Skin for Minecraft ဖြစ်ပါတယ်ဒါတော့နောက်တစ်ခုဆက်ထွားလိုက်ကဒီတစ်ခုကကြတော့ဟိုမဟုတ်ပါဘူးဒါမော်တယ်ဆိုရမှာပါဟိုကအိမ်ကြီးစောက်ခိုင်းလို့ရပါတယ်ဒီပါလို့သူစောက်တဲ့ဟာဖြစ်တယ်မဟုတ်ဘူးနော်ဒီပြတယ်ညမကစအင်းစောက်ခိုင်းလို့ရတယ် level 5ဆက်သွားလိုက်တာ let's go အားတစ်ခုကတော့ဒီဟာပဲဖြစ်ပါတယ်ဒီဟာကပတ်စံနဲ့ဒီပတ်စံနဲ့ဝယ်ရစိန်လေးနဲ့ဝယ်ရဆိုတော့စိန်နဲ့မြရှင်လိုက်လို့ရပါတယ်ဒါပါပဲဟာဒါပြောတာပဲဖြစ်ပါတယ်ခဏလေးပေါ့နော်ကျွန်တော် channel လေးပြပါမယ်ဒါတော့ကျွန်တော်ရဲ့ channel ဖြစ်ပါတယ်ကျွန်တော်ဒီ channel နဲ့ကျွန်တော်ရဲ့ channel ပန်းခံလာရပါတယ်ဒီမှာပေါ့ပန်းခံလာရပါတယ်ဟာပို့ရဒီမှာပေါ့နော်ဒီမှာဒါကျွန်တော်ရဲ့ channel ဖြစ်ပါတယ်ဒီမှာဟိုလူကဝါစကိုပဲရှိသေးပါတယ်ဟိုစကိုပဲရှိသေးတယ်ကြာညာပေါ့နော်ပြဒီမှာပေါ့နော်ကျွန်တော်ရေဟိုမှာနှစ်တာဒီလိုက်ကပြန်ရတီဒါပဲရှိသေးပါတယ်ဒီမှာပေါ့နော်ဆက်ခွာကြီးလုပ်ပြီးွားကြပါဦးလို့တတာပါ